Hi everyone, happy သင်္ကြန်ကျွန်တော်ဒီနေ့မှာတော့တကြံနဲ့ပတ်သက်တဲ့အင်္ဂလိပ်စာစကားပြောလေးတွေမျှဝေပေးမယ်ပထမဆုံးတစ်ခုက What are you gonna do this သင်္ကြန် What are you gonna do this သင်္ကြန် Okay ဒီတကြံမင်းပါလုံးမှာလဲပေါ့နော်ဆိုတော့ကျွန်တော်က I'm gonna go out and have fun I'm gonna go out and have fun Okay ငါအပြင်ထွက်ပြီးတော့ပျော်မယ်ပေါ့နော်နောက်တစ်ခါကျတော့ I'm gonna relax at home I'm gonna relax at home okay ငါအိမ်မှာနားမယ်ပေါ့နောက်တစ်ခါကျတော့ I'm playing with water I'm playing with water okay ငါကြီးကစားနေတာပေါ့နောက်တစ်ခါ It's a lot of fun It's a lot of fun okay အရင်ပြောဖို့ကောင်းတယ်နောက်တစ်ခါကျတော့ I'm getting soaked I'm getting soaked okay soaked ဆိုတာကရေတွေဆိုးရွှဲနေတာမျိုးပြောတာနောက်တစ်ခါကျတော့ See you tomorrow မနက်ဖြန်မှတွေ့မယ်နော်ဟုတ်ကဲ့ပါကျွန်တော်ဒီ Foundation for English ရဲ့သင်ခန်းစာလေးကို Facebook မှာ YouTube မှာလေးလာလို့ရပါတယ်လေးလိုက်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်သင်ခန်းစာဗီဒီယိုတွေမှာပြန်တွေ့ပါမယ် Happy သင်္ကြန်ပျော်ရွှင်စရာသင်္ကြန်လေးဖြစ်ပါစေ Bye bye